အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရားထုံးဆောင်ဘေးဒင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးချင်တာကတော့2026တလပိုင်းအတွက်စနေသားသမီးများရဲ့တလတာဆောင်းရင်ရှောင်းရင်များကိုဟောပြပေးမှာဖြစ်ပါတယ်ခရီးလေးတွေထွက်ရတတ်တယ်ဒီလအတွင်းမှာကို2ချိန်3ချိန်တလို့တချို့ထွက်ရတဲ့စနေသားသမီးတွေလည်းကြုံပါလိမ့်မယ်အိမ်ပြောင်းရွှေ့ခြင်းအလုံးနဲ့ပတ်သက်၍သတင်းကောင်းကြားခြင်းတွေကြုံနိုင်တယ်အလုပ်တွေဝန်ထမ်းတွေဖို့ဒါမကြိုက်ဟိုကပြောင်းလုပ်နိုင်သလိုဒီအလုပ်တွေမှာဆက်လုပ်ရင်လဲကျွန်တော်တို့ယာရုတိုလာတာတို့တခုခုတိုးတက်မှုကြုံမယ်လို့ပြောချင်ပါတယ်ကိုပိုင်စီးပွားရေးသမားဆိုရင်လဲကျွန်တော်ထပ်မှာဟောခဲ့သလိုကြိုက်တာလို့စိတ်ဓာတ်နဲ့လို့အောင်မြင်မယ်အဓိကသတိပြုရမှာအောက်လက်ငယ်သားဒုက္ခပေးတတ်တယ်။အိမ်တော်သားသမီးရှိသူကသားသမီးအရေးပါထည့်တွက်ရမယ်။ကျန်တဲ့သူတွေကညီကောင်မတော်မအငယ်ပိုင်းတူတူမှတပိတပန်းအရေးတွေပါလက်အောင်ငယ်သားဒုက္ခပေးမယ်ဆိုတာသိထားပါ။ကြားလူတွေရဲ့ပြဿနာတွေကိုကိုယ်ဝင်မဖြေရှင်းပါနဲ့အဲ့သူများပြဿနာကြားတွေညှက်တတ်တယ်။လူမှုရေးကဏ္ဍတွေနည်းနည်းလျှော့ပါ။အဲ့ဒီအရေးတွေမလျှော့ရင်ကျွန်တော်တို့ဘုံကြီးအမှုရွာပတ်တတ်တယ်လို့ပြောခြင်းတယ်။နေအိမ်မှာကျွန်တော်တို့ပစ္စည်းပြောက်တာအဖောက်ခံရတာတွေကြုံနိုင်တဲ့အိမ်တို့ဆိုင်တို့အဲ့တော့အဲ့ဒီအိမ်တွေဆိုင်တွေမှာအဓိကဒီတလအတွင်းပစ္စည်းတွေမပြောင်းကိုယ်တိုင်သတိပြုဆင်ခြင်ရလိမ့်မယ်အကြီးအကဲတွေနဲ့ပတ်သက်တဲ့မကောင်းတဲ့သတင်းကြားတတ်တယ်အမေချမ်းပိုင်းညလို့အဖေညလို့ဦးလေးပါဖြစ်လို့ဆိုတဲ့သတင်းဒါလေးတွေလည်းကြားတတ်တယ်မြစ်တာရေးအိမ်တော်ရေးအဆင်ပြေပါလိမ့်မယ်မင်္ဂလာကိစ္စပြုကျင်တဲ့သူတွေဖို့ဆိုရင်လည်းကောင်းပါတယ်နောက်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ကူညီဖေးမမှုတွေရရှိတတ်တယ်9-3ညအတွဲပါတဲ့ထီတွေကန်ဆန်းစေကြပါတယ်ကံကောင်းပါတယ်ကျွန်တော်တို့စောစောကအထက်ကအညံလေးတွေသတိပြုပါတယ်ကျမ်းမာကြီးကတော့ယောဂောင်းအနာဟောင်းနှိမ့်ဆက်တတ်တယ်လို့မြင်ပါတယ်အဲယောဂောင်းအနာဟောင်းလေးတွေပြန်ပေါ်ရင်သတိထားကျန်တာတွေပြဿနာမရှိပါဘူးအဲ့တော့ဒီတလတာမိတ်ဆွေကံကောင်းဖို့အတွက်ကတော့ကျွန်တော်တို့နိုထမင်းကိုတဲ့ကိုယ့်ရဲ့မွေးနေ့တိုင်းနေဖះမှာကပ်ပေးပါခင်ဗျာအားလုံးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါ